မင်္ဂလာပါအရှိကိုအရှိတိုင်းအမှန်ကိုအမှန်တိုင်းလက်ခံရတဲ့တက်တည်ရှိမှာဒီဗီဒီယိုဖိုင်ကိုကြည့်ပါအရှိကိုအရှိတိုင်းအမှန်ကိုအမှန်တိုင်းလက်ခံရတဲ့တက်တည်မရှိရင်စက်မကြည့်နဲ့ကြော်သွားပါမနေ့2026ခုနှစ်8လပိုင်း22ရက်နေ့က PDF များနဲ့ပတ်သက်ပြီးဒေါ်စန်းစုကြည်ပြောကြားချက်ဆိုတဲ့အတန်ဖိုင်တစ်ခုထွက်ပေါ်လာတယ်။ကျွန်မကတော့ AI လို့ထင်ပါတယ်။ညီသူမဆိုလွတ်လပ်စွာသဘောထားကွဲလွဲခွင့်ရှိတယ်။ကျွန်မကနိုင်ငံရေးကိုနိုင်ငံရေးပြည်ပြည်သားသားအချက်လက်နဲ့ပဲပြောပါတယ်။ဒါကြောင့်မို့ဒေါ်စုကြည်ရဲ့အတန်ဖိုင်ဟာ AI နဲ့ဖန်တီးထားတာဖြစ်နိုင်ခြင်းရှိတယ်လို့ထင်မြင်ယူဆသုံးသပ်ပါတယ်။ဒီဗီဒီယိုဖိုင်ကိုဖြန့်ညက်ကလုပ်ပြီးသူများအကြနဲ့စီးပွားရှာစားမဲ့အောက်တန်းစားတစ်တိုက်ကိုလေတက်တည်ရှိရင်ချက်ညက်ကမလုပ်ပဲအစားအဆုံးတင်ကြကိုကျွန်မမျှော်လင့်နေရှင်တို့ရဲ့ထုံးစံတိုင်းအစားအဆုံးမတင်ရဲပဲဖြက်ညက်ကလုပ်မယ်ဆိုရင်တော့ရှင်တို့ခေါ်နေတဲ့ယာတီသွေးနဲ့အလောင်းပလဲကြတဲ့ရှင်တို့ရဲ့ပါဇက်ပေါက်တွေကိုပလုတ်ကျင်းသိနေဒေါ်စုကြည်တန်ဖိုင်ကိုဘာကြောင့် AI လို့ထင်ရတယ်လဲမေးရင်တိုက်တိုက်ဆိုင်ဆိုင်ပဲမိနစ်22ရက်နေ့ကမြောင်မြို့နယ်ဆဲလဲကိုရွာမှာအကြမ်းဖက်သမား PDF တွေစုဝေးနေတဲ့အတွက်တပ်မတော်ကဘုံကျဲရှင်းလင်းရပါတယ်ဆိုရဲ DBB ရဲ့ရုပ်တံဖိုင်တစ်ခုထွက်ပေါ်လာတယ်DBB ကဝင်ဒီရဲ့အတန်နဲ့100%နီးပါးတူတဲ့သတင်းတစ်ခုလူမှုကွန်ရက်မှာပြန့်နှံ့လာတယ်။ရှင်တို့စိတ်ထဲမှာ DBB ကအဲ့လိုပြောမယ်လို့ထင်သလားကျွန်မမေးမယ်။ရှင်တို့စိတ်ထဲမှာ DBB ကမြောင်မြို့နယ်ဆဲလဲဝရွာမှာ PDF တွေစုဝေးနေလို့တပ်မတော်ကဘုံကျဲတယ်လို့ပြောမယ်လို့ထင်သလား။ဒါပေမဲ့ AI လို့တန်တရားမရှိတော့အောင် DBB ကဝင်ဒီရဲ့အတန်နဲ့100%နီးပါးတူနေပါတယ်။ဒါကြောင့်မလို့ဒေါ်စန်းစုကြည်ရဲ့အတန်ဖိုင်ကလည်း AI နဲ့ဖန်တီးထားတာဖြစ်နိုင်ခြေရှိတယ်လို့ထင်မြင်ယူဆသုံးသပ်ရခြင်းဖြစ်တယ်။အကယ်၍ဒေါ်စန်းစုကြည်နဲ့လူကိုယ်တိုင်တွေ့ခဲ့တဲ့ထိုင်းရဲ့နိုင်ငံသားရေးဝန်ကြီးပြီးခဲ့တဲ့2025တုန်းကထိုင်းနိုင်ငံသားရေးဝန်ကြီးလည်းဖြစ်တယ်လို့ထိုင်းရဲ့ဒုတိယဝန်ကြီးချုပ်ဖြစ်သူသည်မြန်မာနိုင်ငံခီးစဉ်မှာဒေါ်စန်းစုကြည်နဲ့တွေ့ဆုံခဲ့တယ်။ဒေါ်စုကြည်နဲ့ကိုယ်တိုင်တွေ့ခဲ့တဲ့တခြားနိုင်ငံတစ်ခုရဲ့ခေါင်းဆောင်ကဂုဏ်သိက္ခာရှိနဲ့သူ့ရဲ့သိက္ခာကိုရင်းပြီးကမ္ဘာမီဒီယာတွေရှိမှာဒေါ်စုကြည်ကဒီလိုပြောလိုက်ပါတယ်လို့ထုတ်ဖော်ပြောရင်တော့ယုံပေးရမယ်ယုံရမယ်ဒါဖြစ်နိုင်ခြေရှိတယ်။တို့ဒီမဟုတ်ပြီးခဲ့တဲ့ချိန်တုန်းကမကြသေးခင်ချိန်တုန်းကဒေါ်ဆန်းစုကြည်နဲ့တွေ့ခဲ့တဲ့ ICRC ဘွဲကဒေါ်ဆန်းစုကြည်နဲ့လူကိုယ်တိုင်တွေ့ခဲ့တဲ့အဲ့ဒီလူကိုယ်တိုင်တွေ့တဲ့လူကဒေါ်စုကြည်ကဒီလိုမျိုး PDF တွေနဲ့ပတ်သက်လို့မှတ်ချက်စကားပြောလိုက်ပါတယ်ဆိုရင်တော့ဒါယုံပေးရမယ်။အဲ့ဒီလိုမဟုတ်ခဲဒေါ်စုကြည်နဲ့ကိုယ်တိုင်တွေ့ခဲ့တဲ့တခြားနိုင်ငံတစ်ခုအဖွဲ့အစည်းတစ်ခုကခေါင်းဆောင်တစ်ယောက်ကတိတ်ခါရှိပြောတာမဟုတ်ဖဲအတန်ဖိုင်တစ်ခုကတော့ AI နဲ့ဖန်တီးထားတဲ့နိုင်ငံရေးအောက်လုံးသုံးတယ်လို့ပဲကျွန်မထင်မြင်ယူဆပါတယ်။သို့တော့လက်နက်ကိုင်ပုံကံမှုနဲ့ပတ်သက်ရင်တော့ဒေါ်စုကြည်ရဲ့သဘောထားမှတ်ချက်ကတထေရတဲ့ကြနေတယ်။ဘာကြောင့်ဒီစကားကိုပြောရတယ်လဲ။ထက်ကနေရှိလက်နက်ကိုင်ပြန်ချတဲ့ရှေးအိုးစဲလမ်းစဉ်ကိုတွားနေအောင်မဲ့ဆိုရင်ဒါ20ရာစုခေတ်မှာတွေးခေါ်ကြံနေသေးတာပဲ။ထက်ကနေရှိလက်နက်ကင်ပြန်ချတဲ့ရှေးရိုးစဲလမ်းစဉ်ကိုပဲတွားနေအောင်မဲ့ဆိုရင်ဒါ20ရာစုခေတ်မှာတွေးခေါ်ကြံနေသေးတာပဲဒေါ်စန်းစုကြည်ကိုယ်တိုင်ပြောခဲ့တဲ့စကားဖြစ်တယ်ဘယ်မှာပြောတာလဲမေးရင်ပြည်အောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုဗဟိုကော်မတီ UPDJC စီဝေးမှာဒေါ်စန်းစုကြည်ကိုယ်တိုင်သူ့ပါဇက်ကပြောခဲ့တာဆိုလိုချင်တာကထက်ကနေရှိလက်နက်ကင်ပြန်ချဆိုတာစောက်ပိန်တွေးခေါ်ပါလို့ဒေါ်စုကြည်ကိုယ်တိုင်ပြောခဲ့ပူးတဲ့စကားပါဆိုတော့ကျွန်တော်တို့ဟာလက်နက်ကင်ယုံမအပတခြားမရှိလို့လက်နက်ကင်ရပါတယ်ဆိုတော့အောက်တန်းစားတွေကြားဘူးလားလိလာဘူးလားမှတ်သားဘူးလားတော့တဲ့ကကြီးစက်နဲ့ PDF မပြောနဲ့ဒီကောင်တွေကိုမြှောက်ပေးနေတဲ့ online အားချောင်းလေးလိုင်းတန်လူသက်သမားတွေတောင်ကြားဘူးမှာမဟုတ်ဘူးဒီကောင်တွေမကြားဘူးဒီကောင်တွေမလိလာဘူးဒီကောင်တွေမမှတ်သားဘူးဒါပေမဲ့ဒေါ်စုကြည်ကိုယ်တိုင်တိုင်းပြည်ပြည်ကဘာတီပြောခဲ့တယ်ပြည်အောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုဘိုးကော်မတီ UPDJC မှာဒေါ်ဆန်းစုကြည်ဥက္ကဋ္ဌလုပ်တယ်အဲ့ဒီအစည်းအဝေးမှာသူပြောခဲ့တယ်တက်ကနေရှိလက်နက်ကင်ပြန်ချတယ်ရှီယိုဇက်လမ်းစဉ်ကိုသွားနေအောင်မယ်ဆိုရင်အဲ့ဒါ20ရာစုခေတ်မှာတွေးခေါ်ကျန်နေသေးတာပဲဒီနိုင်ငံမှာ290လောက်သဘောထားကွဲလွဲနေတဲ့ကြားကပြည်အောင်စုကိုဘယ်လိုရှင်းဆက်ရမလဲဆိုတဲ့ဘုံသဘောတူညီချက်တွေနဲ့ဆောင်ရွက်ရမှာဖြစ်တယ်ဒေါ်စုကြည်ကိုယ်တိုင်ပြောခဲ့တဲ့စကားပဲ20ရာစုပင်လုံအစည်းအဝေးမှာပြောခဲ့တယ်ပင်လုံစာချုပ်ကအဓိကမဟုတ်ဘူးပင်လုံစိတ်ဓာတ်ကအဓိကတဲ့ဒေါ်စုကိုအမေခေါ်ပြီးအသက်လောက်ချက်ပါတယ်ဆိုတဲ့ကောင်တွေကြားဘူးရဲ့လားကျွန်မမေးမယ်ပင်လုံစာချုပ်ပါခွဲထွက်ခွင့်ဆိုပြီးဖေပိတ်អော်နေတဲ့ကောင်တွေရောကြားဘူးရဲ့တလားမှတ်သားဘူးလားမေးမယ်ဒေါ်စုကြည်သွားခဲ့တာက21ရာစုပင်လုံပြည်အောင်စုစိတ်တဲ့ရှင်တို့သွားနေတာက Confederate ဒေါ်စုကြည်လုပ်ခဲ့တာ Democracy Federal ရှင်တို့သွားနေတာ Federal Democracy ပြိုင်မင်းနှစ်ခုလို့စုံမက်မရှိဘူးဆိုတာရှင်တို့သဘောပေါက်တဲ့ခဏတာကာလမှာတော့အတ္တတွေမာနတွေနဲ့လက်နက်ကင်တိုက်ပွဲမှာ
တက်ကြွနေပေမဲ့ရေရှိမှတကယ်တမ်းနစ်နာသွားတာတိုင်းရင်းသားတွေသာဖြစ်ပြီးထိခိုက်ဆုံးရှုံးသွားတာလေတိုင်းရင်းသားနယ်မြေတွေသာဖြစ်တယ်ဆိုတာသဘောပေါက်တယ်ဒေါ်စုကြည်ကိုယ်တိုင် NCA အကောင့်တွေပေါ်ရေးညှိနှိုင်းစည်းဝေးမှာပြောခဲ့တဲ့စကားဖြစ်တယ်ခဏတာကာလမှာတော့တဲ့အတ္တနေမာနတွေနဲ့လက်နက်ကင်တိုက်ပွဲမှာပျော်ရွှင်ပြီးတော့NUG ကကောလင်းမျိုးကြီးကိုတိမ့်လိုက်ပြီးတော့မြောက်သိန်းကွန်ကဘယ်မျိုးကိုတိမ့်လိုက်ပြီးဟိုမျိုးကိုနှိမ့်လိုက်ပြီးငါတို့တွေမျိုးသိမ့်တိုက်ပွဲဆင်နွှဲနေပြီးရှမ်းဘက်စစ်စင်ရေးနဲ့မန္တလေးကိုတိမ့်တော်မူဆိုပြီးခဏတာကာလမှာအတ္တတွေမာနတွေနဲ့ပျော်နေပေမဲ့တကယ်တမ်းရေရှိမှနစ်နာသွားတာတိုင်းရင်းသားတွေသာဖြစ်ပြီးထိခိုက်ဆုံးရှုံးသွားတာလေတိုင်းရင်းသားတွေရဲ့နယ်မြေတွေသာဖြစ်တယ်ဆိုတာသဘောပေါက်တဲ့NCA ကောင်တယ်ပေါ်ရဲ့ညှိနှိုင်းအစည်းအဝေးမှာဒေါ်စုကြည်ကိုယ်တိုင်တိုင်းပြည်ပြည်ကဘာတိသူ့ပါဇက်ပေါက်ကပြောခဲ့တဲ့မင်းခွန်းနေသဘောထားမှတ်ချက်တွေဖြစ်တယ်။ဒီစကားတွေကိုခြုံငုံကြည့်မယ်ဆိုရင်ဒေါ်ဆန်းစုကြည်ကလက်နက်ကင်ပုံကန်တဲ့လမ်းစဉ်ကိုဘယ်တော့မှအားမပေးသလိုပြည်တော်စုပြိုကွဲမဲ့အရေးကိုလည်းမဆောင်ရွက်ပေးခဲ့ဘူးဆိုတာအရင်ပေါ်လွင်တယ်။ဗိုလ်ချုပ်သွားခဲ့တာလည်းဒီလိုပဲ။ဗိုလ်ချုပ်အောင်ဆန်းရဲ့1942ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေပုံမှန်30ဖတ်ဘူးလား။မှတ်ဘူးလား။1940ခုဖွဲ့စည်းပုံအခြေခံဥပဒေပုံမှန်30မှာပြည်အောင်စုတဝမ်းလုံးမှာနိုင်ငံသားဟူရဲ့တစ်မျိုးတည်းပဲရှိရမယ်ဆိုလိုရင်းမှာပြည်အောင်စုအဖွဲ့ဝင်ကရင်နိုင်ငံသားဟူရဲ့မရှိစေရပြည်အောင်စုအဖွဲ့ဝင်ကချင်နိုင်ငံသားဟူရဲ့မရှိစေရတော့ဗိုလ်ချုပ်ချမှတ်ခဲ့တဲ့ဗိုလ်ချုပ်ရေးဆွဲခဲ့တဲ့ဖွဲ့စည်းပုံအခြေခံဥပဒေမူဝါဒရှင်တို့မှတ်သားဘူးလားရှင်တို့လေ့လာဘူးလားဆိုတော့အားလုံးကိုအနှစ်ချုပ်လိုက်မယ်ဆိုရင်မနေ့20ရက်နေ့က PDF များနဲ့ပတ်သက်ပြီးဒေါ်ဆန်းစုကြည်သဘောထားမှတ်ချက်ဟာ AI နဲ့ဖန်တီးထားတာဖြစ်နိုင်တဲ့သို့တော့ဒေါ်စုကြည်ရဲ့တက်ကြည်ထင်ရှားမိန်ကွန်းပြောခဲ့တဲ့စကားတွေကိုနှစ်ချုပ်လေ့လာကြည့်မယ်ဆိုရင်ဒေါ်စုကြည်ရဲ့သဘောထားမှတ်ချက်နဲ့တထီရာတဲ့ကြတယ်ဆိုတာရှင်တို့သဘောပေါက်တဲ့